မင်္ဂလာပါဒီနေ့ကတော့ Oxford ဆရာတော်ဘုရားရဲ့ဒီပေါ့မူရိတာစိတ်ထားနဲ့တိုးတက်စိတ်နေသဘောထားဆိုတဲ့စာအုပ်ထဲမှာကျွန်မသဘောကျတဲ့အပိုင်းတွေကိုကျွန်မပြန်ပြီး share လုပ်ချင်လို့ပါအဲ့ဒီမှာဆိုရင်ဆရာတော်ဘုရားကပေါ့နော်ပြောထားတဲ့ထဲမှာကျွန်မအထူးကျုံးလေးကွာပြန်ပြီးဝင်ထားချင်ပါတယ်ဘာလဲဆိုတော့ဆရာတော်ဘုရားကပြောတယ်ပေါ့နော်ဒီ Harvard ကိုမှာပေါ့နော်ဒီ professor တယောက်က professor နာမည်က Arthur Brooks ဆိုရယ်ပေါ့နော် professor ကနေပြီးတော့သူကအတူတုံးပြောရမယ်ဆိုသူဒီ happy ပျော်ရွှင်မှုနဲ့ပတ်သက်ဆိုရင်သူသေသနာလုပ်တယ်ပေါ့အဲ့လုပ်တဲ့အချိန်မှာတနေ့ကျတော့သူမိမသူ့ပြောတယ်ပေါ့နော်နင်ကပျော်ရွှင်မှုအကြောင်းနေလေးလာပြောတာပြောနေသူသေသနာရလုပ်နေနင်ကျတော့တကယ်လည်းမပြောဘူးပေါ့နင်မပြောနေဘူးဆိုပြောအဲ့အချိန်ကျမှသူဒိုင်းနဲ့သူတွေ့ရောက်လာအေးဟုတ်တယ်ငါပျော်ရွှင်မှုတွေကဘလို့ပျော်ရွှင်အောင်မလို့ပျော်ရွှင်မှုကဘလို့သူသေသနာရလုံနေမှာသူကိုယ်သူတိုင်းကကြတော့အဲ့ဒါနဲ့ပတ်သက်ပြီးလက်တွေ့အသုံးမချဘူးပေါ့နော်လက်တွေ့သုံးရမယ်ဆိုတာမသိဘူးပေါ့လေးလာတာပဲရှိအပြန်ပြီးအသုံးချမျိုးမရှိဘူးကျမအတူဆုံးကျမတို့နောက်ပိုင်းဒီမှာဖတ်လိုက်လို့အလားရောပြီးပြောလိုက်တာပေါ့အဲ့ထဲမှာဆိုရင်ကျမအရန်စစချင်းအမှားတွေရတော့အရန်သဘောကျတာဆရာတော်ဘုရားစိတ်ထားတတ်အောင်လို့ပြောတာပေါ့ဘယ်လိုမျိုးလဲဆိုတော့လူတွေရတယ်အပြင်လူတွေပေါ်မှာကွာကိုကောင်းပြီးမယ်အပြင်လူတွေမှာတီးခံပြီးကြတယ်ကိုယ့်ရလူတွေပေါ်မှာတီးခံမှုတွေနေကြတယ်ပေါ့နော်ဒါများသွားပြီလူတိုင်းမှာပဲကျမအားစားဘလို့ဖြစ်တတ်တယ်ပေါ့နော်ဖြစ်ပါတယ်အဲ့ဒီမှာ तू ကဘယ်လိုဖြစ်လဲဆိုတော့ तू ထားပါအဲ့ तू ဒီအစိုးရ professor Arthur Brooks ကပေါ့နော် तू မိန်းမကိုကြာတော့ तू အမြဲပြောမယ်ဆို complain နေတာချိန်လုံးပြနေမယ်ပြောတယ်ပေါ့ကညင်းညူနေအပြင်မှာကြာတော့ဘာဖြစ်ပြီးတော့ဒီကိုယ့်အိမ်တွင်းကြာမှာဒီအရင်ဆုံးဘယ်ဟာပေါ်မှာရင်စပြီးကောင်းပြရမလဲဆိုကိုရဲ့အိမ်ရလူတွေကနေစပြီးကောင်းပြီးတဲ့ကိုအိမ်ရောက်သွားတယ်ကိုအကြောင်းနေပြောဖို့အရင်စဉ်းစားနေအရင်ဆုံးတွေ့ရတာနဲ့စင်ကြီးရဲ့လားဒီနေ့ဘာတွေရောဘလို့လဲလောက်ကင်နေစီရင်သဘောထားပြီးတော့သူများကြောင့်တို့အစင်ပြေလားဆိုတော့တစ်ဖက်လူကိုအရင်စပြီးတော့ဦးစားပေးတဲ့အနေနဲ့ပေါ့နော်အရင်သူ့ဘက်ကနေတွေးပြီးအဲ့တက်ပို့ပြီးအရင်ဆုံးတွေးရမှာကိုမှလူဟာနော်မူရိတာမထားနိုင်မယ်နဲ့ကျန်တဲ့လူကိုမူရိတာထိုင်နိုင်မှာမဟုတ်ဘူးပေါ့နော်ဒါကတော့ဆရာတော်ဘုရားတဲ့ဟာကိုကျွန်မအတူဆုံးကျွန်မရဲ့ကျွန်မပေါ့နော်ပြောလိုက်တာပေါ့အဓိကလူအဲ့စာဟုတ်ကလေတစ်ပိုက်ချင်းဒီကိုလေဖြည်းဖြည်းချင်းဖတ်သွားအရန်ကောင်းပါတယ်ကျွန်မကတော့ဆရာတော်ဘုရားရဲ့စာအုပ်လေးကျွန်မအခြေပိုင်းလေးပဲကျွန်မပြောပြလိုက်တာပါနောက်ပိုင်းလည်းကျွန်မဆက်ပြီးပြောပြချင်ပါတယ်ဟုတ်ကဲ့ဒီနေ့တော့လာပါပဲကျေးဇူးပါတတ်တာ